2026 ခုနှစ်3လပိုင်းအတွက်တနင်္လာသားသမီးများ၏ဘတ်စုံဟောစတန်ကိုပြောကြားပေးပါပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကိုရှိုင်းပါအပတ်တိုင်းလာတိုင်းဟောစတန်တွေကိုနားထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်တစ်တော့အကောင့်ကို follow လုပ်ထားပါနော်စီးပွားရေးအလုပ်ခွင်မှာတော့မိတ်ဆွေတို့ရဲ့စကားပြောစွမ်းရည်လူမှုဆက်ဆံရေးစွမ်းရည်တွေကိုအသုံးချရမယ့်အခြေအနေတွေရှိလာမယ်လုပ်ဖို့ကင်ဖက်တွေနဲ့ပေါင်းသင်းဆက်ဆံရမှာရရောဆက်ဆံနိုင်မယ်ဆိုရင်မိတ်ဆွေတို့အတွက်အဆင်ပြေမဲ့လာပဲဒါပေမဲ့လာဆန်းပိုင်း3ရက်လောက်မှာအထက်လူကြီးနဲ့နည်းနည်းလေးအဆင်မပြေတာမျိုးရှိနိုင်တယ်။စကားကိုချင့်ချိန်ပြောဖို့လိုမယ်။လက်ကုံပိုင်း25ရက်နေ့လောက်မှာတော့မိတ်ဆွေတို့စူးစမ်းထားတဲ့အလုပ်တစ်ခုအတွက်အတိမတ်ပြုခံရတာမျိုးစုလက်ဆောင်တွေရရှိတာမျိုးရှိလာမယ်။ငွေကြေးအနေနဲ့ကတော့ဒီလအတွင်းမှာဝင်ငွေက3ပုံ1ပုံလောက်တိုးတက်လာနိုင်တယ်။ဒါပေမဲ့ထွက်ငွေကလည်း2ဆလောက်ရှိနေအောင်မယ်။ဒါကြောင့်သုံးစွဲမှုကိုချင့်ချိန်ဖို့လိုအပ်တယ်။10ရက်နေ့9ရက်နေ့လောက်မှာမထင်မှတ်တဲ့အသုံးစရိတ်တွေပေါ်လာနိုင်တယ်။အိမ်အသုံးဆောင်ပစ္စည်းတွေပြုပြင်ရတာမျိုးမိဘအတွက်သုံးစရာလေးတွေပေါ်လာတာမျိုးပေါ့။ဒါကြောင့်အလိုလောဘကြီးပြီးမလိုအပ်တာတွေမဝယ်မိဖို့တော့တတိပေးချင်ပါတယ်။ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်15ရက်နေ့ကျော်မှလုပ်တာအကောင်းဆုံးပဲ။အိမ်တော်ရေးနဲ့ချစ်ရေးမိသားစုနဲ့ပတ်သက်လို့ကြတော့ဒီလမှာအိမ်ထဲမှာပျော်စရာကောင်းမယ်။အိမ်တော်တွေဆိုရင်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေအကောင့်ထဲပေါ်ဖို့ကောင်းတယ်လားပဲ။လင်မယားချင်းရင်ဖွင့်စကားတွေပြောဖြစ်မယ်။နားလည်မှုတွေပိုတိုးလာမယ်။လူပြိုလူလွတ်တွေအတွက်ကတော့ဒီလဟာချစ်သူနဲ့တွေ့ဆုံဖို့ကောင်းတယ်လားပဲ။အထူးသဖြင့်18ရက်နေ့ကနေ21ရက်နေ့အတွင်းမှာခီးသွားရင်စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်နဲ့တွေ့ဆုံခွင့်ရနိုင်တယ်။ကျန်းမာရေးအနေနဲ့ဒီလမှာအစာအိမ်နဲ့အစာချေစနစ်ကိုသတိထားရမယ်။ဘိုက်အောင်တာလေးပွားတာမျိုးဖြစ်တတ်တယ်။ကျွန်တော်နဲ့ဆွေးနွေးလိုပါကသူ့ညကို85354985ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။